Hello ဟမ်သိသွားရလားဟာမနေ့ကငါကြည့်တော့မှမကောင်းရှိပါသေးရဲ့ ဘာဖြစ်တာမခဏလေးဒီကိစ္စလည်းဖြေရှင်းပါရမှာမလို့ဟမ်ကဲပြီးသေးပါပေါ့ ဟမ် သနာပါလေငါမနေ့ကကြည့်တော့အကောင်းကြီး ဟဲ့ဘူးတော့မဖြစ်တာတော့ ခဏလေးပါမရဲ့ဟမ်အော်အခုနောက်လာမယ့်အပိုင်းမှာသိသွားရလား ဟမ် အော်ဟုတ်ပြီအာဟုတ်ပြီအော်ဘလူတည်သွားအပိုင်းနေရောဘာတွေရော ဟုတ်တယ်မင်းကသမီးကြီးရဲ့ကားရဲ့မင်းသားသိသွားရတယ် ဟောမင်းကြည့်တဲ့စကားတွေကမင်းသားတည်သွားတာ ဟုတ်တယ် အဲ့ဒါကိုဒီယုံချိန်မှာ မယုံကြည်မှာဖုံးကင်တာမဟုတ်သူတို့ကသမီးကိုဆက်တာလေသမီးကအဲ့ဒါကိုကင်ပေးတာလေအမလေ ဟိုဘက်ကဆက်လို့နင့်မှာပြစ်မရှိဘူးပေါ့ ပြစ်မရှိဘူးပြီးတော့တနာပါမရေသမီးကအဲ့မင်းသားသိမ်းမသမီးကဘယ်ကသွားကြည့်ရမှာမရေမင်းသားမှသိပါတယ်ဆိုမှပဲတနာပါတယ်မရေ ယုံချိန်မှာဖုန်းလာတာနင်ကဖုန်းကင်ပြီးပြောလိုက်တာမင်းသားတည်တဲ့အကြောင်း ဟုတ်တယ် ငါမှာတော့ဘယ်ဌာနမြန်ဘဒူမြန်ဘာဖြစ်လို့ရုံးဆိုပြီးတော့မှတွတ်မေးနေရတာ ဟုတ်မအောင်ခုပြန်ရှင်းပြရလေမလေနာလေးလို့ပြော ကရုံရှားထားတဲ့ပတ်စံလေးတွေရတယ်နော်ကတုံးတော့ကုံတော့မှာ မရေလို့မရေ လှုပ်လေးလှုပ်ပါဟဟလားနင်ကငါပြန်လှုပ်ပြခိုင်းနေတာဟမ်